လက်အယောင်စင်းလှပတယ်လက်ရည်စားလည်းကောင်းမွန်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့အမှတ်သားတွေရဲ့အကြောင်းကိုမျှဝေပေးသွားမှာမဟုတ်ပါဘူးလက်အယောင်စင်းပေါ့နော်လက်အယောင်လက်ရည်စားကောင်းမကောင်းဒါလေးတွေကိုဒါဒီနေ့မှာမျှဝေပေးသွားမှာဖြစ်တယ်အဲ့တော့ပုံမှာပြပေးထားတဲ့အတိုင်းလက်ရည်စားကောင်းတယ်လက်အယောင်ကောင်းတဲ့သူရဲ့လက်ကိုဒါဒီနေ့မှာပညာမှတ်ကိုပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပုံမှာမြင်တော့အောင်ပြပေးထားတယ်ပထမဆုံးအနေနဲ့လက္ခဏာရှင်ရဲ့လက်ပေါ့နော်ဒီလက်ကလက်ရည်စားကောင်းတယ်လက်အယောင်စင်းလည်းကောင်းတဲ့ထဲမှာပါတယ်အဲ့တော့ဒီလိုလက္ခဏာရှင်ရဲ့ဘာတွေအများဆုံးဘဝမှာရရှိနိုင်လဲဆိုတာကိုပြောပြပေးသွားချင်တာဖြစ်ပါတယ်သူတို့မှာဆိုရင်ဒီကချက်၅ချက်ရှိပါတယ်လက်ရည်စားကောင်းတယ်လက်အယောင်စင်းလှပါတယ်ဂျိုးကုန်းကြီးကောင်းမွန်တယ်ပေါ့နော်ပြီးတော့လက်ကဝတ်အရစ်တွေလည်းကောင်းတယ်ပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့လမ်းကြောင်းအနေထားတွေမှာလည်းဓာတ်စီဖြတ်တွေနေတဲ့နေတယ်ဒီလိုအကြောင်းအရာတွေကိုခြုံငုံသုံးသပ်ပြီးတော့ဒီလက်ခဏရှင်ကဘာတွေရမလဲဘာတွေကောင်းမလဲဆိုတာကိုအဓိကပြောပြချင်တာဖြစ်တယ်ပထမဆုံးအနေနဲ့သူ့ရဲ့ကံအနေထားပေါ့နော်ကံထောက်ကူကောင်းတဲ့ထဲမှာပါတယ်ဘဝမှာကံတရားရဲ့အကူအညီကောင်းတွေကံရဲ့အထောက်ပံ့တွေကိုရရှိလိမ့်မယ်အကူအညီကောင်းတွေလည်းဘဝမှာတည်တသာရလိမ့်မယ်လို့ပြတယ်လက်အနေထားဖြစ်တယ်အဝေးအနီးပေါ့နော်ရဝေးရနီးထောက်ကူပေးမယ်ထောက်ကူရမယ်အဆင်ပြေစေနိုင်တယ်ဆိုတော့ကံအဟောထွက်တယ်သူတို့ကစီးပွားရေးအထိအထောက်ကူပေးလိမ့်မယ်စီးပွားရေးလုပ်မယ်ဆိုရင်ဖြစ်တော့မှအောင်မြင်မယ်ရောင်းဝယ်ရေးဘက်တွေနဲ့အကျိုးပေးမယ်ဆိုတာကိုပြရတယ်ပေါ့နော်စီးပွားရေးကံနဲ့ပတ်သက်ရင်လည်းငွေကြေးအထိကိုတွားပြီးကောင်းတယ်ငွေကြေးတွေဘဝမှာမပူပါဘူးငွေကြီးအမြောက်များဘဝမှာရရှိပိုင်ဆိုင်မယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်ပြောရမယ်ဆိုရင်တော့ကံထောက်ကူကောင်းတယ်ပေါ့ကံထောက်ပံ့ကောင်းတဲ့ထဲမှာပါတယ်လက်အနေထားကောင်းတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်နောက်ဆုံးအစဉ်ပြေနဲ့ရှမ်းသာတဲ့ထိကိုဘဝမှာနေရမယ်ပြည့်စုံတဲ့ကံထောက်ကူတွေရှိတယ်ဆိုတာကိုဒီလက်ကဖော်ပြပေးနေတာဖြစ်တယ်ထီနဲ့အဆက်အကျိုးပြုတယ်ထီတွေထိုးလို့ရတယ်ထီတွေကန်ဆန်းလို့ရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးအရင်းကြီးအရာတွေကနေပြီးတော့အကျိုးမြတ်ခံစားငွေကြီးရင်းနှီးလိုက်တဲ့အရာတွေမှာအကျိုးမြတ်ရရှိမယ်ပိုင်ဆိုင်မယ်ပစ္စည်းဥစ္စာတွေနဲ့သူတို့ကံကပို့ပြီးတော့ပြည့်စုံမယ်ဆိုတဲ့ကံအနေထားကိုပြနေတာဖြစ်တယ်ပေါ်မှာအိုးအိမ်ကံနေစရာအိမ်ကောင်းကောင်းငွေကြီးပြည့်ပြည့်စုံစုံဟာလားထီလည်းပေါက်တတ်တယ်အဝေးကနေလည်းငွေတွေရမယ်ရဝေးရနီအဆက်အကျိုးပြုတယ်ဆိုတာကိုဒီလက်အနေထားပြနေတာဖြစ်တယ်အဓိကတော့ရှမ်းရသာနေရမယ်အထက်မှာပါတဲ့လက်ပုံစံဖြစ်တယ်အိမ်အောင်ကြီးကံဒီမှာလည်းတင်းနေစွာကံကောင်းနေမယ်ကောင်းမွန်တဲ့အိမ်အောင်ဘက်ကောင်းမွန်တဲ့အိမ်အောင်ကြီးဒုက္ခကိုရရှိခံစားရမယ်ဆိုရင်လက်အနေထားထဲမှာပါတယ်အထောက်အကူရမယ်ပြောဆိုတာစပေါ့နော်လူမှုဆက်ဆံရေးဒီလိုလက္ခဏာပိုင်ရှင်တွေကကောင်းရတယ်ပေါ့နော်ပြောဆိုတယ်နားလေသဘောပေါက်ပြောတတ်တဲ့အထက်မှာပါတယ်စကားပြောဆိုတဲ့နေရာမှာအရန်ကိုကောင်းတဲ့သူဖြစ်မယ်စိတ်နဲ့စိတ်ထားအရန်ကိုမှကောင်းတယ်စိတ်စေတနာပြေဝသူစိတ်စေတနာမြင့်လာတာမေတ္တာတရားကြီးမားတဲ့သူလို့ဒါပြပေးနေတာဖြစ်တယ်အဲ့တော့ဒီထဲမှာပြောပြပေးတာကလက်ရဲ့အနေထားနဲ့လက်ကောက်ဝိအရေးကအကြောင်းအရာတွေခြုံငုံပြီးတော့ချိုးကုန်းကြီးကောင်းမကောင်းပေါ့နော်ဒီအရာတွေကိုကြည့်ပြီးတော့ဟောထုတ်တဲ့သဘောတရားကိုပြောပြပေးတာဖြစ်တယ်ဒီလက်မှာဆိုရင်ချိုးကုန်းကောင်းတယ်ပေါ့ဟုတ်လားရှေ့မှာပြောပြခဲ့သလိုလက်အယောင်ကောင်းတယ်လက်ရည်စားလှပတဲ့အထက်မှာပါတယ်လက်ကောက်ဝိရစ်ကလည်းပြောစရာမလိုအောင်သူ့အနေထားနဲ့သူရှိနေတယ်ပေါ့နော်အဲ့တော့ကျမကြီးလည်းအထောက်ကိုကောင်းနိုင်မယ်ကျမကြီးဒီထောက်ကိုရနိုင်မယ်ပေါ့နော်ဒီလိုဟောထုတ်လို့ရတယ်ဆဆရရမှာသူတို့ရဲ့ကံကကောင်းတဲ့အထောက်ကိုရှိရဆိုတော့အဓိကမှတ်သားထားပြီးလို့လိုရတယ်လက်အနေထားကိုကြည့်ပြီးတော့သုံးသပ်လို့လည်းရတယ်ဆိုတဲ့အကြောင်းဒါတင်ပြပေးတာဖြစ်ပါတယ်